အားလုံးပဲမင်္ဂလာပါအခုမှဒီ channel ကိုအသက်ရောက်လာတာဆိုရင်တော့ကျွန်မကနှင်းနှင်းယူဖြစ်ပါတယ်ဒီ channel ကနေပြီးတော့ဂျပန်နိုင်ငံမှာလှုပ်လှုပ်ချင်သူတွေဂျပန်စာလေးလာနေသူတွေအတွက်ဘူးတူတရဆရာကျောင်းရတွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်ဒီနေ့မှာပြပြပေးချင်တာကတော့ပြီးခဲ့တဲ့အခေါက်ကကျမတို့ပြုစုနေတဲ့ဒီလေးကိရှော်ရဲ့နောက်ဆက်တွဲပေါ့နော်ရှိဘိုနိုဒိုကီကိုဘယ်လိုရေးမလဲဆိုတာကိုပြပြချင်ပါတယ်အခုကျမတို့ဒီနောက်ဆုံးပိတ်အကွက်ပေါ့နော်ရောက်လာခဲ့ပါပြီနောက်ဆုံးပိတ်အကွက်မှာဆိုရင်ကျမတို့ရေးစရာတွေကရှိဘိုနိုဒိုကီအလုပ်ဆောက်ရခြင်းရည်ရွယ်ချက်နောက်တုတ်ကူကီဆိုတာကျွမ်းကျင်တဲ့အကြောင်းအရာပေါ့နော်စကီနာဂါဆိုဖတ်တာရက်ပေါ့နော်ကျွမ်းကျင်ကြိုက်နေတဲ့ဒီစာပေပညာနဲ့ပတ်သက်တဲ့ဖတ်တာရက်ပေါ့နော်အပီရူ point တို့စတဲ့အကြောင်းအရာတွေကိုဒီအကွက်မှာရေးလို့ရပါတယ်ဆိုတော့ခုနကပြောလို့ပဲရှိဘိုနိုဒိုကီရဲ့အပီရူ point တို့ဆိုတာကတော့နည်းနည်းဘယ်လိုကောင်းလဲပေါင်းပြီးရေးလို့ရတယ်ရှိဘုံနွန်ဒိုကီကကြတော့ဘာကြောင့်ဒီလုပ်ကိုလာပြီးတော့ရှောက်တယ်အပီရူ point တို့ကငါကဘယ်လိုအကြောင်းအရာတွေကျွမ်းကျင်နေဆိုတာမျိုးပေါ့နော်ဒါမျိုးတွေကိုပေါင်းပြီးတော့ရေးလို့ရပါတယ်ဒီလက်ကိရှော့ပြုစုတဲ့အကြောင်းအရာကိုအခုနောက်ဆုံးအရေးကြီးတဲ့အပိုင်းပေါ့နော်ဒီနောက်ဆုံးပိတ်အကြောင်းအရာဒီရောက်လာခဲ့ပြီဆိုဒီကွက်မှာရေးထားတဲ့အကြောင်းအရာနဲ့လိုက်ပြီးတော့ကုမ္ပဏီဘက်ကအလုပ်ခန့်ကျင်စိတ်ဖြစ်တယ်မဖြစ်ဘူးဆိုတာကအစားသက်ဆိုင်တဲ့အတွက်ကြောင့်မလို့ဒီအကြောင်းအရာကိုတော့သိချာလေးစဉ်းစားကြည့်ရအောင်ပါဘာကြောင့်ဒီလုပ်ကိုရှောက်တယ်ရှိဘုံနွန်ဒိုကီကိုရေးတော့မယ်ဆိုရင်မပါမဖြစ်အချက်၃ချက်ရှိတယ်နံပါတ်၁ချက်ကကြတော့အလုပ်ရှောက်ရခြင်းရည်ရွယ်ချက်ပေါ့နော်အလုပ်ရှောက်ရခြင်းရည်ရွယ်ချက်မှာဘာကြောင့်ဒီကုမ္ပဏီကိုရွေးတယ်ဆိုတဲ့အကြောင်းအရာကနံပါတ်1မပါမဖြစ်ပါမယ်နောက်နံပါတ်2ကကြတော့ကိုယ့်ရဲ့အပီရူ point တို့ပေါ့နော်အပီရူ point လို့ဆိုတော့ကိုယ့်ရဲ့ဘယ်လိုနေရာမျိုးတွေမှာကျွမ်းကျင်တဲ့ဒီ node ကိုလို့ခေါ်မှာ scale ပေါ့နော် scale ဒါမျိုးတွေကနံပါတ်2အနေနဲ့မပါမဖြစ်ရေးရမယ်နံပါတ်3အနေနဲ့ကကြတော့ iyoku လို့ခေါ်တယ် iyoku ဆိုတာဖြစ်ချင်တဲ့စိတ်လိုချင်တဲ့စိတ်ဒီအလုပ်မှာမဖြစ်မနေလုတ်ချင်တဲ့စိတ်ပေါ့နော်အဲ့ဒီ3ချက်ကိုမပါမနေမဖြစ်မနေပေါင်လို့ထည့်ပြီးတော့ရေးစီခြင်းနဲ့ဆိုရှိဘုံနွန်ဒိုကီကိုဘာတာကိုစဉ်းစားပြီးရေးထားတယ်ဆိုရင်ဒီ3ချက်ပါလားမပါလားဆိုတာတိုက်ပြီးတော့စစ်ကြည့်ပါအခုမှစပြီးရေးမဲ့သူတွေကဒီ3ချက်ပေါ်မှာအခြေခံပြီးတော့စဉ်းစားကြည့်ပါဆိုအခုကျွန်မပြောတော့တဲ့အချက်3ချက်ပါအောင်ရေးဖို့ဆိုရင်ကျမတို့ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေရှိတယ်အလုပ်လျှောက်တော့မယ်ဆိုရင်ဒါပဲကုမ္ပဏီနာမည်ကဘာပေါ့နော်ဘာအလုပ်လုပ်ကိုင်နေဆိုတာလောက်ကတော့ဒီအလုပ်ခေါ်စာကိုကြည့်ရင်ကျမတို့သိနိုင်တယ်လေတိတက်ပို့ပြီးတော့တိကျတဲ့ information ကျမတို့မှာရှိဖို့လိုတယ်ဒီလိုမျိုးတွေရှိမှခုနကပြောတဲ့အချက်3ချက်ပေါ်မှာအခြေခံပြီးတော့ရေးနိုင်မှာဖြစ်တယ်ဆိုတော့ဒါတွေကိုသိဖို့အတွက်အရင်ဆုံးကုမ္ပဏီကိုသိအောင်လုပ်ပါဟိုရင်ကျမလွှင့်ခဲ့ဘူးတဲ့ဒီ interview video တို့ဘာတို့မှလည်းပဲအခက်ခက်ပြောခဲ့ဘူးတလို့ပဲဒီကုမ္ပဏီမှာလှုပ်ရှားတော့မယ်ဆိုရင်ဒီကုမ္ပဏီရဲ့ home page ပေါ့နော် website ကိုသိသိချာကြည့်ပါဆိုတာကိုအခက်ခက်ပြောဘူးပါတယ်ဒီမှာလည်းပဲဒီလိုပါပဲဒီကုမ္ပဏီကဘာလုပ်တယ်ဘာပစ္စည်းတွေထုတ်လုပ်နေတယ်ဘာကလူကြိုက်များတယ်စသဖြင့်ပေါ့နော်ကုမ္ပဏီအကြောင်း home page ကိုဖွင့်ကြည့်လိုက်ရင်ဒီမှာတော်တော်များများကျမတို့လိုချင်တဲ့ information တွေရှိနေပါတယ်ဆိုတော့ခုနကပြောလို့ပဲ home page ကိုကြည့်လိုက်ရင်ဒီကုမ္ပဏီကဘာလုပ်နေတဲ့ကုမ္ပဏီဖြစ်တယ်ပစ္စည်းထုတ်တဲ့ကုမ္ပဏီဆိုရင်လည်းဘာပစ္စည်းတွေကိုထုတ်လုပ်နေပြီးဘယ်ပစ္စည်းတွေကဘယ်လို market မှာနာမည်ကြီးတယ်ဒါမှမဟုတ်ရင်လည်းပဲစားတောက်ဆိုင်လိုမျိုးအစားအစာရောင်းချနေတဲ့ကုမ္ပဏီဆိုရင်လည်းပဲဘယ်လိုလူမျိုးတွေကလာစားလေးရှိပြီးတော့ဘာကြောင့်ဒီလိုလူမျိုးတွေကဒီဆိုင်ကိုနှစ်သက်ကြတာလဲစသဖြင့်ပေါ့နော်ဒါတွေက home page ကိုကြည့်လိုက်ရင်တော်တော်များများသိနိုင်ပါတယ်ဆိုတော့ထားလိုက်ပါတော့ကုမ္ပဏီအကြောင်းကိုသိလာခဲ့ပြီအခုဒီကုမ္ပဏီကဥပမာထားလိုက်ပါတော့စားတောက်ဆိုင်ဆိုရင်လူမျိုးအစားအစာရောင်းချတယ်ဒီလိုလူမျိုးတွေလာပြီးတော့စားတောက်ကြတယ်ဆိုတဲ့ဥစ္စာကိုကရေဘူးရအဖြစ်သိသွားပြီဆိုရင်ကိုကဒီကုမ္ပဏီအတွက်ဘာလုပ်ပေးနိုင်လဲပေါ့နော်ခုနကကျွန်မပြောခဲ့လို့ပဲအပီရူ point တို့ကိုယ့်ရဲ့ဆွမ်းဆောင်ရည်ကဘာလဲကိုယ့်ရဲ့ scale ကဘာလဲဆိုတာရှိတယ်လေအဲ့ဒီ scale နဲ့ဒီကုမ္ပဏီကအခုလက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းမှာဘယ်လိုပေါင်းစည်းနိုင်လဲဆိုတာကိုစဉ်းစားပါဒီလိုမဟုတ်ပဲနဲ့ဂျပန်နိုင်ငံမှာလုပ်ငန်းအတွေ့အကြုံရှိတဲ့သူစားတောက်ဆိုင်ကနေစားတောက်ဆိုင်ပြောင်းမယ်ဆိုရင်အရင်လုပ်ခဲ့တဲ့အလုပ်မှာဒီလိုမျိုးအတွေ့အကြုံတွေရှိခဲ့တဲ့အတွက်ကြောင့်မလို့ဒီအတွေ့အကြုံတွေနဲ့ဒီနောက်အလုပ်မှာဒီအတွေ့အကြုံကိုဘယ်လိုအသုံးချခြင်းလဲဆိုတဲ့ဥစ္စာကိုစဉ်းစားပါနော်အဓိကစဉ်းစားစေခြင်းနဲ့အချက်ကတော့ကိုယ်မှာရှိနေတဲ့ scale နဲ့အခုလက်ရှိသူ့ရဲ့လုပ်ငန်းခွင်ကိုဘယ်လိုတိုးတက်အောင်ငါလုပ်ပေးနိုင်လဲဆိုတဲ့ပုံမှာအခြေခံပြီးတော့စဉ်းစားပါတချို့ကအလုပ်လျှောက်တော့မယ်ဆိုရင်လေလစာတစ်ခုပဲကြည့်တယ်နော်လစာရဖို့တစ်ခုပဲကြည့်တယ်လစာများလို့အလုပ်လျှောက်တယ်ဆိုပြီးစဉ်းစားကြတယ်လစာများတာတစ်ခုတည်းကြည့်ပြီးတော့ဒီလုပ်ကိုလျှောက်လိုက်တယ်လစာတစ်ခုတည်းလိုချင်လို့ဒီလုပ်မှာလုပ်နေတယ်ဆိုရင်လုပ်ငန်းခွင်မှာလေနောက်ဆုံးဘယ်လိုပြောရင်ကောင်းလဲစိတ်မပြောတာကိုယ်တိုင်ဖြစ်လာလိမ့်မယ်နော်ဒါကြောင့်မလို့ဒီလေအလုံးမလျှောက်ခင်မှာရှိဘုံနွန်ဒိုကီကတေချာစဉ်းစားစေခြင်းနဲ့အဲ့ဒီရှိဘုံနွန်ဒိုကီကိုစဉ်းစားနေရင်ဟာဒီကုမ္ပဏီကငါနဲ့မကိုက်ပါလားဆိုတာလည်းပဲဒီအစ်စ်မှာလေထွက်ကောင်းထွက်လာလိမ့်မယ်ဆိုတော့နောက်တစ်ခေါက်ထပ်ပြီးတော့ပြောပါမယ်ဒီရှိဘုံနွန်ဒိုကီရေးရမယ်ဆိုရင်နံပါတ်1ချက်ကကြတော့ဘာကြောင့်ဒီလို့ကိုရွေးချယ်လိုက်တယ်နံပါတ်2ချက်ကကြတော့ကိုယ့်ရဲ့အပီရူ point တို့ကိုယ်မှာဘယ်လို scale တွေရှိတယ်နောက်တစ်ခုနံပါတ်3ချက်ကကြတော့ဒီအလုပ်ကိုဘယ်လောက်တောင်
ကိုကလူလူချင်းချင်းနဲ့လှုပ်ချင်နေဆိုတဲ့ဒီ၃ချက်ကိုပေါ်လွင်အောင်ရေးရပါမယ်ဒါဆိုရင်လေကျမဒီမှာနမူနာအနေနဲ့အခုဆန္ဒဝင်းရဲ့ရှီဘိုနိုဒိုကီကိုရေးကြည့်ပါမယ်เนาะဆက်တော့ဆိုင်မှာလှုပ်လှုပ်ခဲ့ပြီးတော့အခုဒီဆန္ဒဝင်းလျှောက်တဲ့အလုပ်ကလျှောက်မဲ့အလုပ်ပေါ့နော်လျှောက်မဲ့အလုပ်ကကြတော့ဟိုတယ်က restaurant ဖြစ်တယ်ဆိုတော့ကျမကရှီဘိုဒိုကီကိုဆန္ဒဝင်းအတွက်ဒီလိုမျိုးရေးချင်ပါတယ်私は3年間にわたり外食業のホールスタッフとして働いていますホールの接客や管理についてしっかりこなせることができ入社3年目に店長として任されましたအခုသိလာမသိဘူးเนาะဒီအထီးကကိုယ့်ရဲ့အပီးရူ point တို့ဖြစ်တယ်ခုနပြောလို့ပဲဒီလက်ကိုဘာကြောင်လာလျှောက်တဲ့အပီးရူ point တို့ဤရောက်ကူလုပ်ချင်ပါတယ်ဆိုတဲ့အကြောင်းအရာဒီ၃ခုပေါင်းရေးရမယ်ဒါအရှိနောက်ဘယ်လိုခေါ်မလဲအစင်လိုက်မဖြစ်လဲပဲကြားတယ်เนาะစားတော့ဆိုင်အတွေ့အကြုံတွေရှိတဲ့အတွက်ကြောင့်ဒီအတွေ့အကြုံတွေမှာပဲဒီအရင်အလုပ်ကိုပေါ့နော်ဘလောက်ဒီကျွမ်းကျင်ချင်းလုံနိုင်ခဲ့တယ်ဆိုတာကသူ့ရဲ့အပီးရူ point သူဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူက2နှစ်ပြည့်ပြီးတော့3နှစ်မြောက်မှာတင်းချော်ပေါ့နော်ယာဒူတိုးသွားတယ်ပေါ့နော်ယာဒူတိုးတယ်ဆိုကြတဲ့ကဒါကဒီအလုပ်မှာသူနိုင်နေနေရှိလို့သူ့ကိုယာဒူတိုးပေးထားတာဖြစ်တယ်ဟောမှာလောက်ရရင်ဒါက customer ဆက်ဆံရတာဖြစ်တယ်လေစေကကူရခါနီဆိုတာကဟောထဲမှာလုပ်နေလို့ဆိုသိလိမ့်မယ်နော်ဒီစီမံခန့်ခွဲမှုလို့ဘာလို့ရှိရလေစေကကူရခါနီについてしっかりこなせることができတေးသေးချာချာလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့入社3年目にကုမ္ပဏီမှာအလုပ်ဝင်ပြီးတော့3နှစ်မြောက်မှာ店長ဆိုင်ကောင်းနေနဲ့ပေါ့နော်任されました店長として任されましたဆိုင်ကောင်းနေနဲ့ကုမ္ပဏီကနေပြီးတာဝန်ပေးခြင်းခံရတယ်ပေါ့နော်လူမျိုးရေးထားတာဖြစ်တယ်ဒါသူ့ရဲ့အပီးရူ point သူဖြစ်တယ်ဒါကြောင့်မလို့ဒီနောက်အလုပ်တစ်ခုလျှောက်တော့မယ်ဆိုရင်ကိုယ့်ရဲ့အခုအထိပေါ့နော်အခုဒီဖြတ်တန်းလာတဲ့အလုပ်အတွေ့အကြုံတွေမှာဘယ် point ကကိုယ့်ရဲ့အပီးရူ point သူကိုယ့်ရဲ့ဒီကိုယ့်ကိုဘယ်လိုခေါ်လဲအညွှန်းတင်ရမယ့် point ကဘယ်နေရာဘယ် point ဖြစ်လဲဆိုတာကိုအရင်စဉ်းစားပါအဲ့ဒီ point ကကိုနောက်ရှာမယ့်အလုပ်အသစ်အတွက်အသုံးဝင်လားဆိုတာလည်းစဉ်းစားနော်အသုံးဝင်တဲ့ဟာဆက်ဆက်မှုမရှိဘူးဆိုရင်တိတ်တိတ်ပဲမရှိဘူးဆက်ပြီးတော့ကုမ္ပဏီကိုဘာကြောင့်လာလျှောက်တယ်ဆိုတာကိုကြည့်ကြည့်အောင်そのような中でこの度記者のホテルレストランの接客スタッフの募集を見つけこの機会にぜひ新たな挑戦をしたいと思っています。ဆိုတော့အဲ့လိုမျိုးအတွေ့အကြုံတွေရှိတဲ့ထဲမှာအခုခိရှာလို့သုံးပါမယ်နော်ခိရှာလို့သုံးရတယ်အွန်ရှာလို့သုံးနေရတယ်နော်ရင်ကြည်ကြည်နဲ့အဲ့စကားတွေကအလေးအကျင့်ရှိနေအောင်လို့လေ့ကျင့်ပါနော်ရုပ်တရက်လေးဒီစကားတွေကစိတ်ထဲမှာရှိလေမထွက်လာပါဘူးနော်အခုလိုမျိုးအင်တာဗျူးလို့ပါလို့ဆိုစိတ်လှုပ်ရှားနေတဲ့အနေအထားဆိုပို့ဆိုးတယ်နောက်ထဲမှာလေကျင်သားရမနေဒီလိုစကားတွေမထွက်ပါဘူးနော်အင်တာဗျူးဖြေတဲ့သူတွေများပြောလို့ရှိတာကလေこの会社ဆိုပြောကြတယ်နော်この会社あなたの会社ဆိုပြောကြတယ်ပြောရမယ်ဆိုရင်အစင်တန်ရှိတဲ့ကုမ္ပဏီမျိုးဆိုရင်တော့ဒီလိုလူမျိုးကိုခန့်နေမရှိဘူးဒါကြောင့်မလို့ကိုကမြင့်အမြင့်ကိုမှန်းနေဆိုရင်ကိုကလည်းပဲ level မြင့်နေဖို့လိုတယ်နော်そう、記者のホールレストランの接客スタッフの募集を見つけ、この機会にぜひ新たな挑戦をしたいと思っています。ဒီအလုပ်ခေါ်စာတွေ့တယ်ပေါ့နော်တွေ့ပြီးတော့この機会にさဒီ chance ကိုအသုံးချပြီးတော့新たなဆိုတာ挑戦ပေါ့နော် challenge အသစ်挑戦အသစ်လုပ်ချင်တဲ့အတွက်ကြောင့်လုပ်ချင်ပါတယ်ဆိုပြီးတော့ပြောတာဖြစ်တယ်နော်ဒါကလာလျှောက်ရတဲ့အကြောင်းရင်းပေါ့နော်私の接客の経験と能力を生かして記者の業務に役立ちたいと思い応募した次第です私のကျမရဲ့ပေါ့နော်私のကျမရဲ့接客の経験အရင်လောက်မှာကဒါက接客လုပ်ခဲ့တယ်လေ customer ဝန်ဆောင်မှုပေးခဲ့တဲ့ကြောင့်မလို့接客の経験အတွေ့အကြုံနောက်ပြီးတော့能力ကျမမှာရှိတဲ့ skill တွေပေါ့နော်ဒါတွေကို ikash တဲ့အသုံးချပြီးတော့ ikash တဲ့အရင်ရေးပါတယ်နော်အရှိတွေမှာဖြစ်ခဲ့တဲ့ကိုယ့်ရဲ့အတွေ့အကြုံကအလဟတာမဟုတ်ဘူးအဲ့ဒါကိုအသုံးချပြီးတော့ဆိုတာပြောတတ်ရတယ် ikash တဲ့ kisha の業務 kisha အခုကုမ္ပဏီရဲ့မင်းရဲ့ကုမ္ပဏီရဲ့業務လုပ်ငန်းဆိုင်ရာအပိုင်းတွေမှာတဲ့役に立ちたいအကျိုးပြုခြင်းနဲ့အဲ့လိုမျိုးပြောတာနော်လာစားတခုလေးယူဖို့မဟုတ်ဘူးကိုကသူ့ကိုအကျိုးပြုမှသူကလည်းကိုအကျိုးပြုမှဖြစ်တယ်အဲ့ဒီအပြန်လန်သဘောတရားကိုစဉ်းစားတတ်ဖို့လိုတယ်နော်役に立ちたいと思い応募した次第ですအခုကျမပြောသွားတဲ့ရှီဘိုနိုဒိုကီဆိုတဲ့ပုံစံမျိုးနဲ့စဉ်းစားပြီးတော့ရေးစေချင်ပါတယ်နံပါတ်1ကကိုယ့်ရဲ့အတွေ့အကြုံတွေ knowledge တွေကိုဘလောက်ကျွမ်းကျင်ချင်းအလုပ်လုပ်နိုင်နေဆိုတဲ့အပီးရူ point ကိုပြောမယ်နံပါတ်2ကကျတော့ဘာကြောင့်ဒီအလုပ်ကိုလာလျှောက်တယ်
အရင်တုန်းကဘလို့အတွေ့အကြုံတွေနဲ့အခုလက်ရှိအလုပ်မှာဘလို့အကျိုးပြုခြင်းနဲ့စသဖြင့်ဒီလိုအချက်တွေပေါ်မှာအခြေခံပြီးတော့ရေးလို့ရတယ်အားလုံးကကြောက်နေတယောက် background တွေကမတူကြဘူးဘလို့လုပ်တွေလုပ်ပြီးဘလို့ကျွမ်းကျင်နေဆိုတော့မတူကြတဲ့အတွက်ကြောင့်မလို့ကိုယ့်အကြောင်းကိုသိဖို့လိုတယ်နော်ဘယ်တော့မှဘာလို့လဲဘယ်တော့ကတော့ဘလို့ချင်းမှုခံရတယ်စသဖြင့်ပြန်ပြီးတော့လေ思い出してပြန်ပြီးတော့တတိယပြီးတော့အဲ့လိုအချက်တွေပေါ်မှာအခြေခံပြီးတော့ရှိဘုံတို့ဒုက္ခိဆိုတာကိုစဉ်းစားရတာဖြစ်ပါတယ်သူများရေးထားတာကိုအလွတ်ကျက်ပြီးတော့တော့မဖြေပါနဲ့အဲ့လိုမျိုးတော့ဖြေတဲ့သူတွေကကုမ္ပဏီဘက်ကမေးခွန်းပြန်ပြီးဘာမှပြန်ပြီးတော့မဖြေနိုင်ပါဘူးရှိဘုံဒုက္ခိမှာလေမရေးစေခြင်းတဲ့အကြောင်းအရာတွေအင်တာဗျူးတဲ့အခါမှာလည်းမပြောစေခြင်းတဲ့အကြောင်းအရာတွေရှိတယ်အဲ့ဒီဥစ္စာကဘာလဲဆိုတော့ခိရှာတဲ့マナビたいနောက်တစ်ခုကကျတော့私はまだ経験がないから勉強したいအတွေ့အကြုံလိုခြင်းနဲ့သင်ယူခြင်းနဲ့ဆိုတာတွေကနားထောင်ရင်တော့နားထောင်လို့တော့ကောင်းတယ်တော့အတိတ်ပဲလေတိတိကျကျမရှိဘူးဝေဝါးဝါးနဲ့စကားတွေတော့ပြောနေတယ်အဲ့ပြောနေတဲ့စကားတွေမှာအတိတ်ပဲကကတ်ပြီးတော့ပါမလာဘူးဆိုတော့ဘာလို့ပြောလို့ပြောချင်နေမှမသိတယ်တိတိကျကျမရှိတဲ့အကြောင်းအရာတွေဖြစ်တယ်နော်အခုပြောလိုက်တဲ့အချက်တွေပေါ်မှာအခြေခံပြီးတော့ရှိဘိုနိုဒိုကီဆိုတာကိုရေးတတ်မှတင်တယ်နော်ချက်ချင်းနေတစ်ခေါက်တည်းနဲ့တော့ perfect ဖြစ်တဲ့ရှိဘိုနိုဒိုကီကဘယ်သူမှမရေးနိုင်ဘူးဒီလိုပဲအချိန်ပေါ့နော်ရေးကြည့်ဒီနေရာလေးကိုဒီလိုဖြစ်ရင်ကောင်းမလားငါဒီတုန်းကတော့ဒီလိုမျိုးအကြောင်းအရာလေးရှိသေးတယ်စသဖြင့်ကိုယ့်ရဲ့အကြောင်းကိုကိုယ့်ဘာသာကိုပြန်ပြီးတော့စဉ်းစားရင်းနဲ့ကြိုတင်ပြင်ဆင်ရတဲ့အကြောင်းအရာဖြစ်ပါတယ်နော်ဆိုရင်ရှိဘုံတို့ကီပြီးသွားပြီဆိုရင်နောက်တစ်ကွက်အနေနဲ့ဟွန်းနင်းကီဘိုကီနျူလန်ဆိုတာခီဆိုင်လန်ဆိုတာရှိတယ်နော်လှုပ်ရှောက်တဲ့သူကဥပမာ request လုပ်ရှင်တဲ့အကြောင်းအရာလေးကိုရေးလို့ရတဲ့အကွက်ဖြစ်တယ်ဒီကွက်မှာဘာတွေရေးမလဲဆိုရင်ဘာမှပေါ့နော်တောင်းဆိုစရာမရှိဘူးဆိုရင်တော့တုတ်ခုနီနရှိအထွေအထူးမရှိပါဘူးလို့ရေးလဲပဲရပါတယ်တော်ဒီမှာလည်းပဲထပ်ပြီးတော့ကိုယ့်ဘာသာကိုအပီးလုပ်ချင်တယ်ဆိုရင်နောက်အလုပ်မှာပေါ့နော်ဘယ်လိုအလုပ်ကိုလုပ်ချင်နေဆိုတာကိုဒီမှာရေးလို့ရပါတယ်ဥပမာအားဖြင့် kitchen မှာလုပ်ချင်နေဆိုရင်တော့စားတောက်ဆိုင်ပေါ့နော်စားတောက်ဆိုင်ကိုပြောတာပေါ့နော်စားတောက်ဆိုင်ဆိုရင်တော့ kitchen မှာလုပ်ချင်နေဆိုရင်တော့ kitchen の仕事がしたい kitchen を希望しますစသဖြင့်ပေါ့နော်ရေးလို့ရတယ်တချို့ကကျတော့အလုံးမထွက်သေးဘူးเนาะအလုံးမထွက်သေးတဲ့အတွက်ကြောင့်မလို့ဖုန်းတွေပါရေးဆက်ရင်ကိုမှမအားတဲ့ချိန်ကြီးရှိတယ်မလားအဲ့လိုမျိုးလူတွေဆိုရင်လည်းပဲ在職中のため勤務中に電話に出られない場合もありますစသဖြင့်ပေါ့နော်အခုလက်ရှိအလုံးလုံးနေတဲ့အတွက်ကြောင့်မလို့အလုပ်ချိန်မှာဖုန်းဆက်လို့မရပါဘူးဆိုတဲ့အကြောင်းကိုထည့်ပြီးတော့ရေးလို့ရပါတယ်ဗရန်တိုင်းနောက်ပိုင်းဆိုရင်တော့ဖုန်းဆက်လို့ရပါတယ်ပေါ့နော်စသဖြင့်ရေးလို့ရပါတယ်ဥပမာ6လပိုင်းလကုန်အခုအလုပ်ကနေပြီးတော့ထွက်မှဖြစ်တဲ့ကြောင့်မလို့10လပိုင်း1ရက်နေ့ကနေစပြီးတော့ကုမ္ပဏီအသစ်မှာအလုပ်လုပ်နိုင်ပါတယ်ကုမ္ပဏီအသစ်မှာဝင်နိုင်ပါတယ်ပေါ့နော် 入社できますပေါ့နော်2026年10月1日から入社可能ですစသဖြင့်ပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ဖော်ပြခြင်းတဲ့အကြောင်းအရာလေးပေါ့နော်အဲ့ဒီအကြောင်းအရာတွေကိုဒီကွက်မှာရေးနိုင်ပါတယ်ဒါဆိုရင်အခုပြောသွားတဲ့အကြောင်းအရာတွေပေါ်မှာအခြေခံပြီးတော့ဒီတိတိကျကျပေါ့နော်ကိုတိုင်လီလက်ကီရှော့ဆိုတာကိုပြုစုနိုင်ကြမယ်လို့ထင်ပါတယ်နော်ဆိုအခုပြောတော့တဲ့အချက်လက်တွေပေါ်မှာတတိကျကျအခြေခံပြီးတော့ပြုစုထားတဲ့ဒီလက်ကီရှော့ဆိုရင်တော့ကျင်းသေးပါပေါ့နော်ဒီလက်ကီရှော့ကိုကြည့်ုံနေတယ်မြင်ဒီလူကိုတွေ့ပြီးတော့အင်တာဗျူးကျင်လိုက်တာဆိုတဲ့စိတ်မျိုးဖြစ်လာပါလိမ့်မယ်ကုမ္ပဏီဘက်ကပေါ့နော်နောက်တစ်ခုကကြတော့ကိုတိုင်ပြုစုထားတဲ့အတွက်ကြောင့်မလို့အင်တာဗျူးဖြေတဲ့အခါမှာလည်းပဲကိုတိုင်ပေါ့နော်ကိုစကားနဲ့ကိုပြောနိုင်ပါလိမ့်မယ်နောက် customer တွေရဲ့လေတချို့ home page တွေဆိုရင်စတော့ဆိုင်လို့ပါတော့နောက်ပြီးတော့ကုန်ပစ္စည်းစားတော့ကုန်ပစ္စည်းရောင်းချတဲ့နေရာတော့ကုမ္ပဏီတော့လကောင်းလူသုံးကုန်ပစ္စည်းရောင်းချနေတဲ့ကုမ္ပဏီတော့လကောင်းဒီလိုမျိုးကုမ္ပဏီဆိုရင်လေ customer ရဲ့လေ comment လို့ခေါ်မလားဒါလေးလည်းရှိတယ်အဲ့ဒါလေးပဲဖတ်ကြည့်ခြင်းအပြင်ဒီကုမ္ပဏီကို customer တွေကဘယ်လိုမျိုးထင်မြင်ကြတယ်ငါကတော့ဘာလုပ်ပေးနိုင်လဲဆိုတာလေဒီကနေထွက်ကောင်းထွက်လာတတ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးနေရာတွေပါလေအသေးစိတ်ကြည့်ခြင်းအပြင်အင်တာဗျူးတဲ့ဘက်ကလည်းပဲငါတို့ကုမ္ပဏီတွေတတိချာချာလေ့လာထားပါလားဆိုရင်ကိုယ့်ရဲ့ impression တက်ပါလေနော်တတိချာချာပြည့်စုံထားတယ်ပေါ့နော်ဒီလေကီရှော်လေးတစ်ခုတည်းနဲ့ဒီမေကုမ္ပဏီဘက်ကကိုဆက်ဆံနေကမတူဘူးဆိုတာကိုသိလာပါလိမ့်မယ်လုပ်ကြည့်ပါနော်ဒီနေ့အကြောင်းအရာကတော့ဒီမှာပဲအဆုံးသတ်ပါမယ်ဆုံးနေထိကြည့်ပြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ခေါက်ဗီဒီယိုမှာထပ်တွေ့မယ်နော် bye bye